မင်္ဂလာပါတရုတ်စကားပြောဗီဒီယိုကကြိုဆိုပါရစေအင်တာဗျူးကို面试မင်္ဂလာပါကို您好မင်္ဂလာပါ很高兴见到你တွေ့ရတာဝမ်းသာပါတယ်ဟုတ်ပြီနောက်တစ်ခုကကြတော့我想工作ကျွန်တော်အလုပ်လုပ်ချင်ပါတယ်ဟုတ်ပြီနောက်တစ်ခုက我会努力工作ကျွန်တော်ကြိုးစားလုပ်ပါမယ်နောက်ပြီးနောက်တစ်ခုကတော့我有经验ကျွန်တော်အတွေ့အကြုံရှိပါတယ်ဟုတ်ပြီနောက်တစ်ခုက我是缅甸人ကျွန်တော်မြန်မာနိုင်ငံသားပါဟုတ်ပြီနောက်တစ်ခုက我会说一点中文ကျွန်တော်တရုတ်စကားနည်းနည်းပြောနိုင်ပါတယ်谢谢ကျေးဇူးတင်ပါတယ်အသုံးဝင်တယ်ဆို channel လေးကို subscribe လုပ်ခဲ့ဖို့မမေ့နဲ့ဦးနော်